ဘာညာကြီးကိုလေးတော်မှာကိစ္စကတော့လည်းအဲ့ဒါအေးအေးอยู่พยานแต่เป็นหันใจกับมาดีร้องไม่มองตาเลยมองเอาเนี่ยดูเอาสุดสันตรงนี้ไม่จะมีดาวอยู่เลยดูโรมิงลาที่กันนี่ดีได้กี่เช้าเอ็มจะมาจากรู้จักเองเวลาชิกว่าเช้าเราเนี่ยสิ่งนี้ก็จะเสียอย่างนั้นใช่ไหมยืนดูจ้าดูตาดูคนจ้าบ้าสิแล้วก็เอาลูกมาเพลงว่าไปเลยဒီလိုချင်းလာတယ်ညဒီလိုချင်းစိုက်ညထားတယ်ဆက်လက်ပြီးတော့ရေနာထဲဝင်ပါခင်ဗျာဟုတ်ရပါတော့ဒီအရှိသူများကြည်လို့ဖယားကျွန်တော်တို့လူပြည်လောကမှာခေမှုကြီး10ပါအဓိကဖယားတရားတန်တာမိဘချမ်းတဲ့ဆရာဆရာတွေပထမဥပ္ပါရှိဖို့ပြောရပါတယ်။ခိုင်ဒီကကျတော့ဘိသိယတမန်စေရပထမဥပ္ပါမြန်မာလူမျိုးတွေထုံးတတ်စေလာအရာဘုရားမြတ်စွာစိတ်လျာကိုရှ िख ိုးပူဇော်မိရထတူညီနန်းကကကြောတန်းသာဆင်းလိုက်ပြီးတော့ဘဝရိုးရာစင်ဝါတော်မမတော်ပါဘူးအလုံးမာကအမြတ်တက်ပြီးတန်ရတဲ့ကေတာကိုတိအဆွေဓမ္မကြီးဂရိခါရကအတိခါရကပနာမင်းဝန်းနဲ့ကြာတင်ဝေယုတ်ပြီလေဟိုဥဒဝေဒတို့တမှုကျွတ်ဒုက္ခစရိယာ6နှစ်ကြာအောင်ကျင့်တော်တဲ့အရဟတထုံးကြီးဘုရားတိကြအောင်ကျွေးမွေးပြုစုဆောက်ရှောက်ရခြင်းဆိုရင်ကြီးမားတဲ့မိဘတွေပြစ်တာတရားမှန်တယ်ဒါကြောင့်မလို့နေတော်ရဏ၅ပါးထဲမှာတပါးအပေါင်းဖြစ်တဲ့ကျေးဇူးရှင်ခမေနဲ့မျိုးလက်ဆက်ပြတိမှာကိုချစ်ဖို့ပြောပါဒါကြောင့်မာတာပိကိချစ်တဲ့ကိုကြည်လေးနဲ့ဆိုင်းရင်ကြတော့မဝတော့ကိုလိုက်တဲ့ချစ်စွာဥပမာဒီတရားဒီသာဘုရားမြတ်ဘုံတောင်သူပမာပြုတ်နေမိဘကျေးဇူးကိုကိုင်းကြောတဲ့အခါမှာဆရာကြီးကြားပြတဲ့ကိုလေးThank you.
ချင်းလေးရလည်းကောင်းဒါလေးရလည်းရင်ထဲမှာထည့်ပြီးကြောတဲ့အခါကျတော့မိဘရဲ့ရင်ထဲမှာလည်းပီတိတွေပြပါဖို့နော်ဒါတော့ရှိလုံးလေးကျွေးရှိတာစေစာအနေညို့ကဘာကဝေးမင်္ဂလာချီးခြင်းပါမယ်ခင်ဗျာ